Hello ဒီနေ့စုမွန်ကဘန်ကောက်မှာနာမည်ကြီးပြီးအရန်လှတယ်ပေါ့နော် Wat Arun Temple ရဲ့ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတွေရဲ့ပြီးတော့ Thai costume ငါဝတ်လို့ရတဲ့အကြောင်းလေးပြောထားမှာဖြစ်ပါတယ်ပထမဦးဆုံးစုမွန်ကတော့အဲ့ဒီဖျားရောက်ရင် Thai costume ဝတ်ချင်တယ်ဆိုပြီးတော့ wish list လုပ်ထားတာပေါ့နော်အဲ့ဒါကြောင့်မလို့ Thai ဝတ်စုံငါဝတ်ဖြစ်ပါတယ်သူ့မှာ package ကအစားအစာရှိရပေါ့နော်စုမွန်ကတော့ Thai costume only ပဲငါတယ်ပေါ့နော်သူမှာ makeup နဲ့ပတ်သက်ပြီးလုပ်တဲ့ဟာလည်းရှိတယ်လို့နောက် photographer ပါခေါ်လို့ရတဲ့ package တွေလည်းရှိရပေါ့နော်စုမွန်က costume only ပဲငါဝတ်တာဖြစ်တဲ့အတွက်သူကတော့ဘတ်200နဲ့ပြောတယ်ပေါ့နော်ဒါပေမဲ့ဈေးစစ်ကြည့်လိုက်တဲ့အခါကျတော့ဘတ်150နဲ့ပဲစုမွန်ငါပြီးဝတ်ဖြစ်လိုက်ပါတယ် costume package မှာ free accessory ပါပါတယ်nugget တို့ပြီးရင်ဆွဲချိုးတို့ပြီးရင်ခပတ်တွေလည်းပါတယ်ပေါ့နော်နောက်ပြီးတော့စပင်ကိုလည်းပဲ free လုပ်ပေးပါတယ်အဲ့ဒီဘယ်ရောက်သွားမယ်ဆိုပြီးတော့ plan ရှိကြတဲ့က makeup ကိုတည်တည်ချာချာလေးလိမ့်ပြီးတော့သွားတယ်ပေါ့နော်အဲ့တော့ကိုက makeup package ယူစရာမလိုတော့ဘူးပေါ့နော်ဆက်လက်ပြီးတော့ Wat Arun ဖျားမှာဓာတ်ပုံရိုက်လို့လှတဲ့ကောင်းတဲ့နေရာလေးတွေကိုကြည့်ရှုပေးပါအောင်နော်